အားလုံးပဲမင်္ဂလာပါ Y11 ရဲ့ founder မူမိုင်ဖြစ်ပါတယ်မူမိုင်တို့တွေဒီ M1 try ဘုံဘိုးကိုပေါ့နော်အတူတူလေ့လာလာတာဒီနေ့ဆိုလို့ရှိရင်ဒီ data အထိပေါ့နော်10ရက်တိတိကိုရောက်လာပြီဖြစ်ပါတယ်အဲ့တော့10ရက်မြောက်ရဲ့ပထမဆုံး grammar လေးကိုကြည့်မယ်ဆိုလို့ရှိရင် Fusuke Toyuka 9နာနီToyuka ပေါ့နော် Fusuke Toyuka Fusuke Toyuka ဆိုတဲ့ grammar လေးဖြစ်ပါတယ်အဲ့တော့ Fusuke လို့ဆိုပေမဲ့နာနာမဝိသေသနာနဲ့နံဆိုလို့ရှိရင်တော့ဓာတ်ကိုဖြုတ်ပေးရမယ်ဆိုပြီးတော့ရေးထားတယ်အဓိပ္ပာယ်ကဘယ်လိုဖြစ်မှာလဲဆိုလို့ရှိရင်ပိတာရီယာကိုဂျိုကန်ကိုခံခိုင်းနာကာရအယူတိုကီနီစကောဆေဆုမေဆူရုဒါမှမဟုတ်လို့ရှင်ရေကိုအာဂေတာလီဆူရုတိုကီနီစကောပြောချင်တာကလုံးဝကိုင်းညီမဲ့ဖော်ပြချက်ကိုစဉ်းစားရင်းနဲ့ရှင်းပြတဲ့အခါဒါမှမဟုတ်လို့ရှင်ဥပမာပေးတဲ့အခါမှာအသုံးပြုပါတယ်အဲ့တော့तू ကကလေးဆန်တယ်လို့ပဲပြောရမလားမသိတတ်ဘူးလို့ပဲပြောရမလားစသဖြင့်ပေါ့နော်အဲ့လိုမျိုးတစ်ခုခုဥပမာပေးတာဒါမှမဟုတ်လို့ရှင်ရှင်းပြတဲ့အခါမျိုးတွေမှာသုံးပါတယ်ဒါဆိုရင်一番をကြည့်မယ်ဆိုလို့ရှိရင်彼女の存在は貴僕のサボ君のオアシクというか嵐の夜の灯台というか辛い毎日の中の大きな慰めだသူမရဲ့ဖြစ်တည်မှုလေးကဘယ်လိုပြောရမလဲဆိုရင်တဲကနာရရဲ့ oasis လေးလို့ပြောရမလားလေမုန်တိုင်းထန်တဲ့ညရီရဲ့မီးပြတိုက်ကလေးလို့ပြောရမလားဒါပင်လယ်ပြင်မှာပေါ့နော်မုန်တိုင်းရှိနေတဲ့ညရီရဲ့မီးပြတိုက်ကလေးလို့ပြောရမလားပင်မခက်ခဲတဲ့နေ့ရက်တွေတဲကကြီးမားတဲ့စိတ်သက်သာရာဖြစ်ပါတယ်နောက်2番やる気があるのはいいのだが積極的すぎるというか言い方がストレートというかもう少しチームのメンバーの気持ちも考えた方がလုံးချင်းကိုင်းစင်စိတ်ရှိတာကလည်းကောင်းတယ်ဆိုပေမဲ့အရန်ကိုတွက်လက်လွန်နေတယ်လို့ပဲပြောရမလားဒါမှမဟုတ်လို့ရှင်စကားပြောတဲ့ပုံစံကဒေဒိုးဆန်လွန်းတယ်လို့ပဲပြောရမလားနောက်ထပ်နည်းနည်းလေးအသင်းဝင်နေရဲ့စိတ်ခံစားချက်ကိုစဉ်းစားပြီးတာကောင်းမယ်လို့မထင်ဘူးလားဆိုပြီးတော့ပြောထားရပါတော့အဲ့တော့အဲ့ဒီလူပုဂ္ဂိုလ်ကအရန်ထဲမှာအလုံးလုံးချင်စိတ်ရှိတယ်ဒါပေမဲ့ तू ကနည်းနည်းလေးတစ်ဖက်သားပုံမတွေးပြီးတက်ဘူးပေါ့နော်အဲ့ဒီအတွက်ကြောင့်မင်းကအရန်ကိုစိတ်ဆန္ဒတွေပြင်းပြနေလို့ပဲပြောရမလားဒါမှမဟုတ်လို့ရှင်စကားပြောတဲ့အခါဒေဒိုးဆန်တယ်လို့ပဲပြောရမလားပေါ့နော်နည်းနည်းလေးတော့တစ်ဖက်သက်ဆန်လို့နဲ့တစ်ဖက်သားကိုလည်းတွေးပါဆိုပြီးတော့ပြောထားပါတယ်3番が入社して2年も経つのに社長の名前さえ言えないとはဒီကုမ္ပဏီဝင်ပြီးတော့2နှစ်တောင်ရှိပြီဆိုပေမဲ့ကုမ္ပဏီရဲ့တတိယနာမည်တောင်မှမပြောနိုင်ဘူးဆိုတာကဂျိုရှိတိုရှိတဲ့နာဆာကဲနိုင်တိုယိုကဒီအထက်လူကြီးအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်တနာစရာကောင်းတယ်လို့ပဲပြောရမလားနန်းတိုယိုကဘာလို့ပြောရမလဲမတကုကိုတော့ဘာမနိုင်ရောပြောစရာစကားတော့မရှိတော့ပါဘူးအဲ့တော့ရှင်းတော့မရှင်းပြနိုင်တော့ဘူးပေါ့နော်ယွန်းမန်ကအနုထဲရင်ဂိုမဲနိုကေရှိုဆူယိကိုဆူဆူမဲရုနန်တဲ့အဲ့ဒီဝန်ထမ်းကရန်9000တောင်ရှိတဲ့ဒီဒိုနာကိုဆူဆူမဲလုပ်တယ်ပေါ့နော် recommend ပေးတယ်ညွှန်းပေးတယ်တဲ့ရှော်မင်းတော့ခံကကူကိုရှီရာနိုင်သူယူကပုံမှန်လူနေမှုဘဝပုံမှန်ပြည်သူတာမန်ပြည်သူတွေရဲ့စိတ်ခံစားချက်ကိုမသိဘူးလို့ပြောရမလားနောက်5番がこのお弁当量が少ないというか味が薄いというかとにかく物足りないんだよဒီထမင်းဘူးကပမာဏနည်းတယ်လို့ပဲပြောရမလားအရသာပေါ့တယ်လို့ပဲပြောရမလားဘယ်လိုပဲဖြစ်ဖြစ်ဒီတိတ်ပြီးတော့စိတ်ထဲမှာမကြည်နပ်နေဘူးတခုခုမလုံလောက်နေဘူးပေါ့နော်ရခုပန်ကဒန်ရှာတဲ့ဆိုင်ဖူကိုနုစုမာရဲတန်ဒစ်ကဒီယထာပေါ်မှာပတ်စံအိတ်ကိုအခုခံရလိုက်တယ်ဆိုပေမဲ့အွန်ဂါယိုခတာတိုယူဘေကီကဝရုခတာတိုယူဘေကီက中には100円しか入ってなかったんですကန်ကောင်းတယ်လို့ပဲပြောရမှာလားကန်ဆိုးတယ်လို့ပဲပြောရမှာလားအထဲမှာရန်100တောင်မထည့်ထားပါဘူးအဲ့တော့ပတ်စံမရှိတဲ့အတွက်ကြောင့်ကန်မကောင်းလို့ပဲပြောရမှာလားဒါမှမဟုတ်အဲ့ဒီမရှိတဲ့ဥစ္စာပါသွားတဲ့အတွက်ကြောင့်က
ကောင်းတယ်လို့ပဲပြောရမလားပေါ့နော်အဲ့လိုမျိုးမရှင်းပြနိုင်တဲ့အခြေအနေတွေမှာသုံးပါတယ်အဲ့တော့ဖူဇူကေတိုယူကနာနာမဝိတေနာနဲ့နန်ဆိုလို့ရှိရင်တော့ဓာတ်ကိုပြုတ်ပြီးတော့သုံးရမယ်ဘယ်အချိန်မှာလဲဆိုလို့ရှိရင်ကျင်းတည်လုံးဝကိုက်ညီတဲ့ဖော်ပြချက်မျိုးကိုစဉ်းစားရင်းနဲ့ပြောတယ်စဉ်းစားရင်းနဲ့ရှင်းပြတယ်စဉ်းစားရင်းနဲ့ဥပမာပေးတဲ့အချိန်မျိုးတွေမှာသုံးပါတယ်နောက်47ဘန်ကကြတော့နိုးဤကိုတိုနီကွက်လက်ကိုအခွင့်ကောင်းယူပြီးတော့ဆိုတဲ့အဓိပ္ပာယ်မျိုးရှိပါတယ်နိုင်နိုင်の状況をすごよく利用して良くないことをするကွက်လက်အခြေအနေကိုအသုံးပြုပြီးတော့မကောင်းတဲ့ကိစ္စကိုလုပ်တယ်ကွက်လက်တဲ့အခြေအနေကိုကောင်းကျိုးအဖြစ်နဲ့အသုံးပြုပြီးတော့မကောင်းတဲ့ကိစ္စကိုလုပ်တယ်အဲ့တော့ကွက်လက်ကိုအခွင့်ကောင်းယူပြီးတော့ဆိုပြီးတော့ဘာသာပြန်လို့ရတယ်ဖူဇူကီရဲ့နောက်မှာ not ကပ်ပြီးတော့ o e ကိုတိုနီလို့ပြောတယ်နာနာမဝိသေသနာနဲ့ nan ဆိုလို့ရှိရင်နာနာမဝိသေသနာကိုဒီနာအတိုင်းသုံးပြီးတော့ nan ဆိုလို့ရှိရင်အနောက်ကနေနာကပ်ပေးရပါမယ်အဲ့တော့1番夜間人気ないのいいことにトンネル中の落書きはエスカレートする一方ですဒီညအချိန်မှာပေါ့နော်ညအချိန်မှာဘာဖြစ်သွားလဲဆိုဟီတိုကင်းတိုင်းဆိုတာလူရိတ်သူရိတ်လူရိတ်ဘလို့လူသွားလူလာမရှိတာကိုလူရိတ်မရှိတဲ့ဥစ္စာကိုကောင်းကျိုးအဖြစ်နဲ့အသုံးချပြီးတော့ဒီလှိုင်ကောင်းတွေထဲမှာရာကူကာကီဆိုတာဒီအကျန်းရေးချစ်တာပေါ့နော်အဲ့လိုမျိုးအကျန်းခြောက်ပြီးတော့ပုံနေလျှောက်ဆွဲတဲ့ဥစ္စာကတိုးလာယုံပဲရှိပါတော့တယ်အဆူကာရဲတူဆူရီအပိုတဲ့ဆိုတာတိုးလာယုံပဲရှိပါတော့တယ်ヤマモト君は電車が遅れたのをいいことにテストが終わる頃堂々とやってきたヤマモトさんがဒီယထာနောက်ကျသွားတာကိုအခွင့်ကောင်းယူပြီးတော့စာမေးပွဲအပြီးလောက်မှာဒိုးတိုရတေကိတာဆိုတာယုံကြည်မှုအပြည့်နဲ့ဝင်လာခဲ့တယ်ပြောချင်တာဒီစာမေးပွဲနောက်ကျတာကိုကနောက်ကျမဟုတ်ဘဲနဲ့စီးလာတဲ့ယထာနောက်ကျတယ်ဖြစ်တဲ့အတွက်ကြောင့်ငါ့ကိုတော့ခွင့်လွှတ်ပေးပါမယ်ဆိုပြီးတော့အဲ့ဒါမျိုးအခွင့်ကောင်းယူပြီးတော့ယုံကြည်ချက်အပြည့်နဲ့စာမေးပွဲကနေကိုဝင်လာခဲ့ပါတယ်3番がどうやらうちの猫飼い主の留守をいいことにいたずらをしたらしく部屋がめちゃくちゃだကျွန်တော်တို့အိမ်ကကြောင်ကတော့တကင်မရှိတာကိုအခွင့်ကောင်းယူပြီးတော့ရှောက်ပြီးတော့ဤသားဆိုတာစာနောက်ထားတဲ့ပုံပဲအခန်းရဲ့အထဲမှာလုံးဝကိုရှုပ်ပွားနေပါတယ်။ယူမန်ကယောဂန်の理由は守るべき権利の一つだがそれをいいことに他人の傷つけような作品を面白半分に作る人たちを認めるべきではない。表現の自由ဆိုတာကတော့ဒီလွတ်လပ်စွာပြောဆိုပိုင်ခွင့်ပေါ့နော်လွတ်လပ်စွာပြောဆိုဖော်ပြပိုင်ခွင့်ကအဲ့လိုမျိုးခန်းကြီးအဲ့ဒီအခွင့်အရေးကတဲ့မာမရုဘေကီခန်းကြီးနော်ဆိုတာကကာကွယ်ပေးရမယ့်အခွင့်အရေးတစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့လွတ်လပ်စွာပြောဆိုခွင့်ဆိုတာကာကွယ်ပေးရမယ့်အခွင့်အရေးတစ်ခုဖြစ်တယ်လုံတဲ့အခွင့်အရေးတစ်ခုဖြစ်တယ်ဆိုပေမဲ့အဲ့ဒါကိုအဲ့ဒီအခွင့်အရေးကိုအသုံးချပြီးတော့လူတွေရဲ့စိတ်ထိခိုက်စေမယ့်ကိစ္စမျိုးစိတ်ထိခိုက်စေမယ့်အမှုပညာလက်ရာမျိုးကိုတခြားသူတွေစိတ်ဝင်စားအောင်အသုံးချတာမျိုးကတော့အတိမမပြုတ်ပေးတင်ပါဘူးတဲ့အဲ့တော့ဒီပရိသတ်တွေကြိုက်အောင်ဆိုပြီးတော့ပရိသတ်တွေအမိုးရှိလို့ဖြစ်အောင်ဆိုပြီးတော့တယောက်ယောက်ရဲ့ဒဏ်ရာကိုပေါ့နော်အသုံးချတာမျိုးကတော့မိတိုမဲနိုင်လက်မခံသင့်ပါဘူးလို့ပြောထားပါတယ်အဲ့တော့ဖူဇူကေနိုအိုအီကိုတိုနီနာနာမဝိတင်သားဆိုနာအတိုင်းပဲနောင်ဆိုရင်နာထဲမဲ့အိုအီကိုတိုနီဆိုတာကတော့ကွက်လက်ကိုအသုံးချပြီးတော့ကွက်လက်ကိုအခွင့်ကောင်းယူပြီးတော့ဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်ပါတယ်ယွန်းကျူဟာချီဘာကကြတော့စာကြောင်းတစ်ကြောင်းလုံးရဲ့နောက်မှာခဆိုတာကိုထည့်ထားမယ်တဲ့အဲ့လိုဆိုလို့ရှိရင်မဇက်တိုင်းနိ999ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားပါတယ်လုံးဝမကွက်လက်ဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတယ်ဥပမာအပြင်ဒီလောက်ဈေးကြီးတဲ့ဆိုင်နောက်တစ်ခါသွားเสียလားဆိုရင်မြန်မာလိုဆိုရင်လည်းမသွားဘူးဆိုတဲ့ပုံစံမျိုးနဲ့ပဲပြောတာအဲ့လိုမျိုးပဲเนาะဒီတစ်ခါမှလည်းဘွန်ရှော့ဆိုတဲ့စာကြောင်းရဲ့နောက်မှာခထည့်ထားလို့ရှိရင်အဲ့ဒီဘွန်ရှော့ကမလုပ်ဘူးဆိုတဲ့ပုံစံမျိုးဖြစ်သွားပါတယ်တဲ့一番が私は医者なんです薬がないからといって患者を放っておけますかကျွန်တော်ကဆရာဝန်ဖြစ်ပါတယ်ဆေးမရှိဘူးဆိုတဲ့အကြောင်းပြချက်မျိုးနဲ့
လူနာကိုဒီအတိုင်းထားစေရလားဟုတ်ပြီနော် hote okamas ကဒီအတိုင်းထားတယ်အနောက်မှာကဆိုဒီအတိုင်းထားစေရလားဆိုပြီးတော့ဖြစ်သွားပါတယ်2番が全員のဒါကိုဘယ်လိုဖတ်တာပါလဲ寄付金全員の寄付金を着服するなんてそんな政治が許すことはできますかစေတနာနဲ့လှူထားတဲ့အလူငွေတွေကိုချက်ဖူခုဆိုတာကအလွဲသုံးစားလုပ်တာเนาะအလွဲသုံးစားလုပ်တဲ့အဲ့လိုမျိုးအစိုးရမျိုးကိုခွင့်လွှတ်ပေးเสียလားちょっと待ってね私ဒီအတန်ထွက်လေးမေ့သွားလို့ပါဟုတ်တယ်နော်寄付金နော်အလူငွေじゃあ3番こんなくだらない番組3時間も見ていられるかဒီလောက်တောင်အလိုစုတ်ချနေတဲ့အစီအစဉ်ကြီးကို3နာရီတောင်မှကြည့်နိုင်စေရလားမကြည့်နိုင်ဘူးဆိုတဲ့အဓိပ္ပာယ်နော်4番があとちょっとで頂上なんだから少し雨が降ってきたからといって今更引き返せるかနောက်ထပ်နည်းနည်းလေးဆိုလို့ရှိရင်တောင်ထိပ်ကိုရောက်ပြီးဖြစ်တာကြောင့်မိုးလေးနည်းနည်းရွာယုံလောက်နဲ့ပြန်ဆင်းစေရလားပြန်သွားစေရလားအဲ့တော့ဘွန်းရှော့ရဲ့နောက်မှာခါထည့်ထားလို့ရှိရင်အဲ့ဒီဘွန်းရှော့ကိုအငင်းဆိုတဲ့ပုံစံမျိုးဖြစ်သွားပါတယ်နောက်ယွန်းဂျူကောဗန်ကကျတော့ဖူဆူခရဲ့နောက်မှာနီမိုဟိုဒိုကအာရုဆိုတဲ့အဓိပ္ပာယ်မျိုးပါနားနာမဝိတင်သားရဲ့နံဆိုလို့ရှိရင်ဒါကိုဖြုတ်ပြီးတော့သုံးပါမယ်ပြီးတော့နီမိုဟိုဒိုကအာရုကကျတော့ဓာတ်ရိုက်ဘာသာပြန်လို့ရှိရင်လည်းရတယ်ကွက်လက်တာမှလည်းအတိုင်းတာရှိတယ်ပေါ့နော်စတာမှလည်းအတိုင်းတာရှိတယ်ဒီလောက်ကြီးစစရာလားမတိတက်တာမှလည်းအတိုင်းတာရှိတယ်ဒီလောက်ကြီးမတိတက်စရာလားစိတ်ဆိုးနေတာမှလည်းအတိုင်းအတာရှိတယ်ဒီလောက်အချိန်အထိစိတ်ဆိုးစရာလားစသဖြင့်ပေါ့နော်နီမိုဟိုဒိုကအာရုအာမာရီနီမိုနိုင်နိုင်နေဆိုပြီးတော့ကွက်လက်လွန်းနေဆိုတဲ့ပုံစံမျိုးနဲ့သုံးပါတယ်တဲ့1番が両親が苦労して送ってくれたお金を遊びに使うなんて親不孝にも程があるမိဘတွေကအပင်ပန်းခံပြီးတော့ပို့ပေးတဲ့ပတ်စံကိုရှောက်လေတဲ့နေရာမှာအသုံးပြုဖြစ်တယ်ဆိုတာကမိဘအပေါ်မတိတက်တာမှလည်းအတိုင်းတာရှိတယ်။နေရာမိဘအပေါ်အလုံးမတိတက်လုံးဆိုတဲ့ပုံစံမျိုးလို့ပေါ့နော်။မိဘကိုမတိတက်တာမှလည်းအတိုင်းတာရှိတယ်။မိဘက元カノ上にメールをしながら自転車に乗るなんて非常識にも程がありますよ。ဘေးကပုံလေးကိုပြထားတယ်ဒီလိုမျိုးမီးအောင်မရှိတဲ့နေရာမှာမူတိုကဆိုတာမီးအောင်မရှိတဲ့နေရာမှာဘာလို့သေးရလဲဆိုတော့ email ပို့တယ်ပေါ့နော် message လဲပို့နေတဲ့အပြင်ကိုစပိန်လဲစီးနေတယ်ဆိုတာကအဲ့လိုမျိုးပုံမှန်အသိစိတ်မရှိတာမှလည်းအတိုင်းတာရှိတယ်နေရာပုံမှန်အသိစိတ်မရှိလုံးမှုဆိုပြီးတော့ပြောတာဖြစ်ပါတယ်3番中身を減らして2割引きと言って売るなんて客をバカにするにも程があるအထဲမှာရှိတဲ့ပစ္စည်းကိုနည်းနည်းလေးလျှော့ပြီးတော့20%လျှော့ဈေးပါဆိုပြီးတော့ရောင်းတာကဒီ customer ကိုအယူလုပ်လွန်းရရောက်တယ် customer ကိုအယူလုပ်တာမှလည်းအတိုင်းတာရှိတယ်လို့ပြောတာဖြစ်ပါတယ်။နောက်ဂျွန်မန်က政治のことを全く知らない君が国会議員になるなんて冗談にもことがある。国会議員လို့ထင်တာပဲ国会議ဟုတ်ပြီနော်国会議員ဆိုတာကဒီလွတ်တော်အဖွဲ့ဝင်ပေါ့နော်အဲ့တော့ဒီနိုင်ငံရေးအကြောင်းကိုလုံးဝမသိတဲ့မင်းကလွတ်တော်အဖွဲ့ဝင်လုံးမယ်ဆိုတာကစားနောက်နေတာမှလည်းအတိုင်းတာရှိတယ်ပေါ့နော်အဲ့လောက်ကြီးမစားသင့်ဘူးဆိုပြီးတော့ပြောတာဘီဆန်僕は本気だよကျွန်တော်ကစိတ်ရင်းနဲ့ပြောတာပါもっと市民の視点でပို့ပြီးတော့ဒီပြည်သူရဲ့အမြင်ကနေပြီးတော့政治を行う年間が必要だと思うなんだဒီပြည်သူရဲ့အမြင်ဘက်ကနေနေပြီးတော့နိုင်ငံရေးလုပ်တဲ့လူမျိုးကလည်းလိုအပ်တယ်လို့ထင်လို့ပါ5番あの人友達の結婚式に白いドレスに着ていたんだってအဲ့ဒီသူကတငယ်ချင်းရဲ့မင်္ဂလာဆောင်မှာအဖြူရောင်ကဝင်ဝေပြီးသွားတာတဲ့モノ知らないにも程があるよねအလိုက်မသိတာမှလည်းအတိုင်းတာနဲ့ရှိတယ်ပြောချင်တာအလိုက်မသိလုံးမှုနော်ဆိုပြီးတော့ပြောတာဖြစ်ပါတယ်
အဲ့တော့နောင်ဖူစုကေရဲ့နောက်မှာနီမိုဟိုတိုကတို့လိုက်ထားတယ်နာနာမဝိတ္တနာနန်ဆိုရင်ဒါကိုဖြုတ်ထားတယ်ဘလို့အဓိပ္ပာယ်လဲဆိုအရန်ကိုကွက်လက်လွန်းနေဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်အဲ့တော့90ခုမြောက် grammar ကဘာလဲဆိုလို့ရှင်သူကလည်းဖူစုကေပဲနာနာမဝိတ္တနာနန်ဆိုရင်ဒါကိုဖြုတ်မယ်အနောက်မှာနာရမာသာရှိမို့ဆိုတဲ့အဓိပ္ပာယ်လေးဖြစ်ပါတယ်အဲ့တော့သူကဘာလဲဆိုတော့ဒီလောက်ဆိုရင်ကတော်သေးတယ်ပေါ့နော်ဒီ A လောက်ဆိုရင်ကတော်သေးတယ် B ကတော့လုံးဝခွင့်မလွတ်နိုင်ဘူးဆိုတဲ့ပုံစံမျိုးပါ A ဆိုလို့ရှိရင် A ဝယူရိုဆယ်တူဒေမို B ဝယူရိုစင်နိုင်ဟုတ်ပြီနော်အဲ့တော့နာရမာလာရှိမွေရှိမှရှိတဲ့အတိုင်းတာလောက်ဆိုရင်ခွင့်လွတ်ပေးသေးတယ် B အနောက်မှာရှိတဲ့အတိုင်းတာဆိုရင်တော့ခွင့်မလွတ်ပေးနိုင်တော့ဘူးဒီလောက်ကတော့များသွားပြီဆိုတဲ့ပုံစံမျိုးနဲ့သုံးတာဖြစ်ပါတယ်1番がスニーカーならまだしもサンダルやハイヒールで当然なんで無茶だスニーカーဖက်နဲ့ဆိုလို့ရှိရင်နည်းနည်းလေးတော်သေးတယ်ဒီစနီကာဖက်နဲ့ဆိုရင်တော်သေးတယ်ချင်းညံဖက်နဲ့တူပြီးတော့ high heel ပေါ့နော်တောင်းမြင့်ဖက်နဲ့တူစီးပြီးတော့တောင်တက်တာကတော့ပေါက်ကြရပါမယ်ဆိုပြီးတော့ပြောတာဖြစ်ပါတယ်2番が安いホテルならまだしも有名旅館でこのサービスはひどいすぎるよねဈေးသက်သာတဲ့ hotel ဆိုလို့ရှိရင်တော်သေးတယ်နာမည်ကြီးတဲ့တဲခုကမ်းမှာဒီလိုဝန်ဆောင်မှုမျိုးကတော့စိုးလွန်းနေနော်လို့ပြောတဲ့အခါမှာဗီဇာမာရီယိုရီဝအိုရှိအွန်ဆန်မိုအေးခါရာအင်းဂျာနိုင်ဟင်းနေရလဲရတာရှိတယ်ရေပူစမ်းလည်းကောင်းတယ်ဆိုရင်ဒီလောက်ဆိုရင်တော်ရောပေါ့ဆိုပြီးတော့အေးဆန်ကိုနှစ်သိမ့်လိုက်တယ်ဆမ်ဘာဂျီမွန်ဒေဟာရာနာရာမာဒါချီမို全部僕に払わせるのにまだ食べるつもりကိုဘာသာကိုပတ်စံချင်းမယ်ဆိုလို့ရှိရင်တော်သေးတယ်အားလုံးကျွန်တော်ကိုပတ်စံပေးခိုင်းတာဖြစ်ပြီးတော့ရှင်းခိုင်းたဖြစ်ပြီးတော့နောက်ထပ်စားအောင်မို့လား4番電気代が上がったそれだけならまだしも4月から家賃を2000円上げると言われて困っているဒီလျှက်စစ်မီတာဘိုးကတက်သွားခဲ့တယ်အဲ့ဒါတော်သေးတယ်လေးလပိုင်းကနေစပြီးတော့အင်လာကလည်းရန်2000စီတက်အောင်ပါတယ်အဲ့ဒါကြောင့်ဒုက္ခရောက်နေတယ်5番この靴いいだけど小さいサイズしかないんだってဒီဖနက်ကကောင်းနေဆိုပေမဲ့ site အသေးရလွဲပြီးတော့မရှိဘူးတဲ့大きならまだしも小さい靴じゃどうしようもないよねဒီကြီးနေလို့ရှင်ရတော်သေးတယ်ကြီးနေလို့ရှင်ရစီးလို့ရသေးတယ်လေနော်နည်းနည်းလေးချောင်းနေဆိုပေမဲ့ကြီးနေလို့ရှင်ရတော်သေးတယ်သေးနေတဲ့ဖက်နဲ့ကြတော့ဘလို့မှလုပ်လို့မရတော့ဘူးเนาะဆိုပြီးတော့ပြောထားပါတယ်အဲ့တော့ဖူစုကေဒါကိုဖြုံမယ်နာရာမာတာရှိမို့ A လောက်ဆိုရင်တော့တော်သေးတယ် B ကတော့မရတော့ဘူးဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်ပါတယ်ဒါဆိုလို့ရှိရင်私တို့အတူတူစူးစမ်းလာတာ grammar အခု90အထိတောင်ပြီးသွားပြီဖြစ်ပါတယ်เนาะနောက်ထပ်လည်းနာဆန်တို့ကိုဒီ grammar video တွေမှာဆက်ပြီးတော့တွေ့ချင်ပါတယ်皆さんお疲れ様でした。じゃあまたね。バイバイ。